မင်္ဂလာပါမောင်လေးမောင်လေးကအမတို့ agency မှာအလုပ်လျှောက်ထားတယ်နော်ဟုတ်တယ်ဗျအဲ့လိုဆိုရင်အမတို့ company မှာအလုပ်လာလျှောက်တာမောင်လေးဘယ်အပိုင်းတွေလုပ်နိုင်လဲဥပမာ barista လား bartender လား cocktail တွေရောစက်တက်လား bakery ကော kitchen အပိုင်းတွေရောတက်လားငါဘာမှမလုပ်နိုင်ပါဘူးဘာတွေပြောနေမှမသိဘူးဘယ်လိုလဲတက်လားလို့တက်တယ်မောင်လေးစဉ်းစားတာအရန်ကြာတယ်နော်အဲ့လိုဆိုရင်အဲ့လိုလုပ်လိုက်အမဟိုတယ်တစ်ခုမှာအလုပ်အပ်ပေးလိုက်မယ် waiter လား customer service လားတခုရွေး service barista ပါလား bakery မဟုတ်ဆိုတော့တည် kitchen အင်္ဂါအမေသမီးခူပေးထားကိုစားဖို့ပဲတည်တခုတစ်ခါမှမလုပ်ဘူးဘယ်လိုလဲတက်လားလို့တက်တယ်အေးစိကောင်းတာပေါ့အဲ့လိုဆိုရင်အေးတွေရောဖြော်တက်လားဟိုပီဇာတို့ဘာဘီကျူတို့လေပီဇာလေပီဇာစားဖို့ရဲ့စားကောင်းနော်မဟုတ်ဘူးလောက်တက်လားလို့တင်တန်းတွေရောစင်ဘူးလား certificate ကိုရလားဟုတ်လားမလုပ်ဘူးတင်တန်းလည်းမတက်ဘူးလက်မှတ်လားဘာမှမရှိဘူးရုပ်ကြည့်ရတာလဲဘာမှလောက်တက်မဲ့ပုံမပေါ်ဘူးနော်တင်တန်းစင်းမပြောနဲ့အိမ်ကမောင်းထုတ်လို့အိမ်စင်းမရတယ်တင်တယ်တော်အလကားချိန်ကုန်တယ်ဘာမှလည်းနောက်တယောက်လာခဲ့ငါထင်တာတော့ငါလို့ပင်ပန်းတဲ့အလုံးနဲ့မကိုက်ဘူးနဲ့တူတယ်ငါလို့ရုပ်ချောလေးကသူဘိုင်းကောင်လေးခန့်လေးမှလိုက်တာဟုတ်တယ်အဲ့လိုဆိုငါလင်မဲတော့ရှာလိုက်တော့မယ်လင်မင်္ဂလာပါကျမတို့ရဲ့အချစ်ရှာဖွေရေးကုမ္ပဏီမှာအကိုရဲ့နာမည်နဲ့လာလျှောက်ထားရဟုတ်တယ်ဗျအကိုရဲ့ type ကတော့အရက်ရှည်ရှည်စစ်ဖက်ကအကြီးကြီးနှခမ်းမီးထူထူအသားအရညူချောအဓိကကတော့ပတ်စံအများကြီးရှိရမယ်ဟုတ်တယ်ရှာရမလားရတာပေါ့ရှာလို့ရသွားပြီဒါနဲ့ तू အကိုယူမလားအကိုလိုချင်တာကတော့ကျမတို့ရှာပြီးလို့ရသွားပြီပေါ့နော်ဒါပေမဲ့ကျမတို့ဖက်ကလိုချင်တာလေးပြောမယ်နော်မနက်တိုင်းဆိုရင်အကိုကသူ့ကိုကာပူရှိနိုတို့အမေရိကန်နိုတို့လာတိတ်ပုံလှလေးတို့လုပ်ပေးရမယ်သူကကျမရေးလိုက်စားရဆိုတော့မနက်ပိုင်းကော်ဖီပဲတောက်တတ်တယ်လေနော်ညနေပိုင်းဆိုရင်ဘာဘီကျူတို့စပါဂက်တီတို့ချက်ပေးရမယ်နော်အော်ပြီးတော့ကြံသေးရယ်ကောက်တယ်လေးလည်းဆက်ပေးရမယ်နော်အဲ့ဒါမှသူယူမှာပါရလေငါတော့အတုံးကြပါလားငါပြများနိုင်ငံတွားပြီးဘာမှမတက်လောက်ဘာလို့ပဲရှုံရှောက်အကယ် kitchen barista bartender တွေပဲမင်းနေတာလင်ယူဖို့အစအဲ့ဒါတွေတက်ရမလားငါအဲ့လိုမသိငါမြန်တက်တီယူပြန်လာမှာပါဝမ်းမနေပါနဲ့အကိုရဲ့ဒီမှာGod One Academy ရှိရလေဟုတ်ဝမ်းအဲ့ဒါဘာကြီးလဲ God One Academy က kitchen အပိုင်းနဲ့bar barista cocktail mocktail တွေအပြင် pastry bakery တွေအကုန်လုံးတင်ပေးတဲ့တင်တန်းလေးပညာရှင်ဦးလူမခိုးတဲ့အသက်ပညာဆိုတော့လေဘယ်အခြေအနေဘယ်အချိန်ဘယ်နေရာပဲရောက်အသုံးချလို့ရတာပေါ့ God One Academy ကနေတင်တန်းပြီးလို့ကိုပိုင်ဆိုင်ပြင်ချင်တယ်ဆိုရင်လည်းအားလုံးစီစဉ်ပေးရဲ့ရောင်းရမယ့်စိန်လုံးတွေအထိစီစဉ်ပေးရဲ့အကိုတင်တန်းပြီးရင်စာတွေ့အပြင်လက်တွေ့ပါစစ်ဆေးပြီးတော့အောင်မြင်သူတွေကို certificate ပါပေးသေးတယ်ပြည်တွင်းပြည်ပ job တွေ link ပေးသေးရဲ့အကို6နှစ်ကျော်9နှစ်နီးပါးအတွင်းနာမည်ပြလုံးဝမရှိပဲအကောင်းဆုံး recommend နဲ့ရက်တည်နိုင်တဲ့တင်တန်းလေးတစ်ခုဖြစ်တဲ့အကိုတာချီလိတ်တောင်ကြီးမန္တလေးတွေမှာတင်တန်းကျောင်းခွဲလေးဖွင့်ထားရဲကိုရဲ့အိုးကောင်းလိုက်တာအဲ့လိုဆိုရင်ကျွန်တော်အခုပဲပမာပြီးပြင်လိုက်မယ်အဲ့တင်တန်းတော့အပ်လိုက်မယ်ဒီမှာလင်းပြန်လိုက်မယ်ခင်ဗျားလည်းထပ်ပြီးမယ်အိုးဟုတ်ပြီရတယ်ဘာလဲပြလား God One Academy God One okay တော့အပ်လိုက်မယ်ဒီမှာကျေးဇူးနော်ဟုတ်ဟဲ့ iPad ကိုပိုင်အလုပ်တစ်ခုကိုပိုင်ဘဝတစ်ခုကိုပိုင်အနာဂတ်တစ်ခုအတွက် God One Academy မန္တလေးမြို့ပြန်လည်ထူထောင်ကြီးအတွက်မန္တလေးကျောင်းကဇွန်လမှာအထူးအခွင့်အရေးရှိတာမို့အခုပဲဆက်သွယ်လိုက်ပါရှင့်